ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာလက်ရွေးစင်မျိုးစုံဘောလုံးသင်းဟာမနက်ဖြန်ကိုရောက်ရင်မလေးရှားလက်ရွေးစင်မျိုးစုံဘောလုံးသင်းနဲ့အုပ်စုဒုတိယပွဲစဉ်ရှင်မြန်ကစားတော်မှာဖြစ်ပါတယ်ခင်ဗျာမြန်မာလက်ရွေးစင်မျိုးစုံဘောလုံးအသင်းကိုထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ပရိသတ်တွေရောတချို့သောမန်နိုင်ငံပရိသတ်တွေကပါထိုင်းနိုင်ငံစီကိုတကူတကသွားရောက်ပြီးတော့အားပေးနေတာကိုမြင်တွေ့ရပါတယ်ခင်ဗျာမနက်ဖြန်ပွဲမှာလည်းမြန်မာလက်ရွေးစင်မျိုးသမီးအသင်းကိုအုံချွတ်ချွတ်တောင်းဖြတ်လာရောက်အားပေးဖို့အတွက်မြန်မာပရိသတ်တွေစုယုံပြင်ဆင်နေတယ်လို့ကျွန်တော်တို့သတင်းတွေကြားသိရပါတယ်ခင်ဗျဟုတ်ကဲ့မန္တလေးစီမျိုးသမီးဘောလုံးအသင်းဟာအုပ်စုဖွင့်ပွဲစဉ်တုန်းကဖိလစ်ပိုင်ကိုနောက်ဆုံးမိနစ်မှာမေထက်လူရဲ့ခေါင်းတိုက်ကိုနဲ့အတူ2 ဂိုးတကူဆွဲရလာတဲ့အနိုင်ရှိခဲ့ပါတယ်ခင်ဗျမလေးရှားလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းကတော့အုပ်စုဖွင့်ပွဲစဉ်မှာအရှုံးရလဒ်ကိုကြုံဆုံရင်ဆိုင်ခဲ့ရတယ်ဗီယက်နမ်ကို9 ဂိုးမရှိနဲ့အရှုံးပေးခဲ့ရတာဖြစ်ပါတယ်ခင်ဗျဒီတော့မလေးရှားနဲ့ပွဲစဉ်မှာမြန်မာလက်ရွေးစင်မျိုးသမီးအသင်းအနိုင်ရလိမ့်မယ်လို့ကျွန်တော်တို့လူရင်းတကူကောက်ချက်ချလို့ရပါတယ်ဒါပေမဲ့အရေးကြီးတာကတွင်ကိုအရေးတော့ပါပဲဗီယက်နမ်က9 ဂိုးတောင်တွင်ထားတယ်ဆိုတော့မြန်မာလက်ရွေးစင်မျိုးသမီးအသင်းအနေနဲ့အနေဆုံး10 ဂိုး9 ဂိုး10 ဂိုးဒီလိုတွင်နိုင်မှုလိုပါတယ်ဘာကြောင့်လဲဆိုတော့တစ်ဖက်မှာဖိလစ်ပိုင်နဲ့ဗီယက်နမ်ပွဲရှိတယ်အဲ့ပွဲမှာဗီယက်နမ်ကဖိလစ်ပိုင်ကိုမြန်မာလူမျိုးတကူလောက်ပဲကတ်နိုင်တာမဟုတ်ပဲနဲ့ဂိုးပြန်နိုင်သွားခဲ့ရင်ဂိုးကွာချက်အရဗီယက်နမ်ကထပ်ပြီးပါနေဦးမှာပဲခင်ဗျအဲ့လိုတွေဖြစ်လာခဲ့ရင်အုပ်စုနောက်ဆုံးပွဲစဉ်မှာမြန်မာနဲ့ဗီယက်နမ်ကစားမယ်တည်ကြခဲ့ရင်ဂိုးကွာချက်ကအုပ်စုပုံနေရာအတွက်အဆုံးဖြတ်ဖြစ်လာမယ်ဒီအချိန်မှာမြန်မာကတွင်ကိုနဲနေရင်အုပ်စုဒုတိယဖြစ်ပြီးတော့တစ်ဖက်ကအုပ်စုမှာအုပ်စုပိုဖြစ်လာဖို့တေချာတော့ရှိနေတဲ့ထိုင်းနဲ့စမီဖိုင်နဲ့ကစားရဖို့ဖြစ်သွားပါလိမ့်မယ်ခင်ဗျဝက်ချက်မဲ့လမ်းကြောင်းဖြစ်သွားမယ်ပေါ့လေဒီတော့ဒီနေရာမှာကျွန်တော်တို့တွေးဆစရာရှိလာပါတယ်ဘာတွေတွေးဆစရာရှိလာလဲဆိုတော့မြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းကအဓိက first line ကစားသမားတွေကိုမလေးရှားနယ်ပွဲမှာအနာပေးပြီးတော့အရန်လူစင်းဒါမှမဟုတ်ကျန်တဲ့ကစားသမားတွေကိုအလှည့်အပြောင်းအနေနဲ့ထည့်သုံးတာမျိုးလုပ်တင်သလားအဲ့လိုမှမဟုတ်ရင်ကစားသမား9 ယောက်တောင်ကစားလဲဝင်ရှိတာကိုပထမပိုင်းမှာ first line တွေနဲ့ကစားမယ်ဒုတိယပိုင်းမှာကစားသမား9 ယောက်လောက်အထိလူစားလဲပြီးတော့အဓိကကစားသမားတွေကို BNN နဲ့ပွဲအတွက်အမွေခိုင်းမှုအနာပေးမလားဒါမျိုးတွေတွေးစားတွေရှိနေပါတယ်ခင်ဗျတချို့ကလည်းအဓိကလူစင်းအစုံတွေထည့်ပြီးတော့ကိုရတော့တွင်းထားတာကကောင်းနေမယ်လို့ထင်မြင်စားတာရှိတယ်တချို့သောပြည်သက်တွေကလည်းအဲ့လိုမဟုတ်ဘူးတဲ့မလေးရှားနယ်ပွဲမှာကနိုင်ကိုနိုင်ပါဒီတော့ကိုယ့်ရဲ့ကစားအားကိုရွှေတာတဲ့အနေနဲ့အရန်ကစားသမားများ first line ကစားသမားနဲ့ပွဲထွက်မယ်ပြီးရင်ဒုတိယပိုင်းမှာကိုယ့်ဘက်ကစိတ်ချရတဲ့အနိုင်ရလဒ်ကိုရပြီဆိုတာနဲ့တပြိုင်နက်အဓိကကစားသမားတွေကိုလူစားလဲပြန်သိမ်းထား BNN နဲ့ပွဲအတွက်အားမွေခိုင်းတာဟာပိုတင့်တော်တယ်ဆိုပြီးတော့မှတ်ချက်ပေးနေကြပါတယ်ခင်ဗျဟုတ်ကဲ့ BNN နဲ့ပွဲမှာမြန်မာအနေနဲ့သေကန်လို့မရဘူးအနိုင်ကို UTV ကန်တာမျိုးပဲဖြစ်တဲ့ဆိုပြီးတော့လဲသုံးသက်ထောက်ပြရရှိနေပါတယ်ခင်ဗျဟုတ်ကဲ့ဒါကြောင့်ကျွန်တော်ကဒီဆွေးနွေးသုံးသက်ချက်တွေနဲ့အတူမြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းဟာဘယ်လိုကစားတင်တယ်လဲဆိုတာကိုပြည်သက်တွေလည်းအဖြေထုတ်ပေးကြပါအောင်လို့အတွေးခေါ်ဆောင်မလေးအနေနဲ့တင်ဆက်ပြပြပေးတာဖြစ်ပါတယ်ကျွန်တော်ကတော့ဗီယက်နမ်ရောထိုင်းရောဟာအုပ်စုဖွင့်ပွဲစဉ်တွေတုန်းကဒီ hat trick သွင်းတဲ့ကစားသမားတွေတော့ပါခဲ့တယ်ပေါ့လေမြန်မာဘက်ကလည်းဝင်းသိန်းကြီးထုံးကိုတကယ်တမ်းရွှေဖနက်စုဂိုးများဆုံးသွင်းယူစုရဖို့ရည်ရွယ်တယ်ဆိုရင်အဲ့လိုမလေးရှားနယ်ပွဲမှာထက်ကန်ခိုင်းတာကောင်းမလားပေါ့လေ first line အနေနဲ့မှာပဲဝင်းသိန်းကြီးထုံးလည်းဂိုးပြူမှာအောင်တော့ဒီလိုမှမဟုတ်ဘဲနဲ့အဲ့ဒါအရင်မကြည့်ဘူးငါတို့အတွက်မားတော့ဂိုးလို့ပြောတယ်ရွှေစိတ်ကပဲအရေးကြီးတယ်အဓိကကစားသမားတွေကိုဒီပွဲမှာနောက်ဆုံးရှန်လက်ခတ်ထားမယ်ပြီးရင်အာမွေခိုင်းထားမယ်BNNနဲ့ပွဲမှာအားထည့်ကန်မယ်အဲ့ဘက်မှာအနိုင်ယူပြီးတော့ငါတို့အုပ်စုပုံနေရယူမယ်စမီဖိုင်နယ်မှာအတက်နိုင်ဆုံးအချောင်ဆုံးလမ်းကြောင်းကိုရွေးမယ်ဖိုင်နယ်ကိုရောက်မှထိုင်းသွမှုBNNနဲ့ပြန်ကန်မယ်ဆိုတာမျိုးကိုရွေးမလားဆိုတာမျိုးပို့လို့စေချင်တယ်ပေါ့လေဒီတော့ပြည်သက်တွေရဲ့အမြင်လေးကိုလည်းသုံးသက်ပြောကြပေးဖို့ကျွန်တော်ကဒီနေရာကနေတိုက်တွန်းတောင်းဆိုလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ